Hello အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ဒီ Artificial Lab ကုမ္ပဏီကနေပြန်ပြီးကျွန်တော်တို့ပြန်တယ်ကြိုဆိုလိုက်ပါတယ်เนาะအဲ့တော့ကျွန်တော်ဒီ tutorial လေးတွေကျွန်တော်တို့မတင်ပြတာတော့နည်းနည်းကြာသွားပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့ကအခုဘယ်ဘန်းကိုဆက်သွားနေရလဲဆိုတော့ကျွန်တော်တို့အခုလောလောဆယ်ကPower BI ကိုကျွန်တော်တို့ကPower BI Fundamental Course ရှိမယ် Power BI Advanced Course ဆိုပြီးတော့ရှိမယ်ပေါ့เนาะအတန်းနှစ်မျိုးရှိမယ်ပေါ့နောက်ကျွန်တော်တို့ဆက်ပြီးပါပြီးကျွန်တော်တို့ advance ထပ်ပြီးတွားဖို့ရှိလဲဆိုရင်ဒီ power automate လိုမျိုး feature တွေနောက်တစ်ခုက data science ပေါ့နော်ဒီ Python နဲ့ data science နဲ့ပတ်သက်ပြီးတော့self learning course လေးတွေပေါ့နော်ကိုယ့်အကို try ကြည့်နေတယ်ဆိုတဲ့လူတွေအတွက်ကိုကျွန်တော်တို့လုပ်ဖို့ plan ထားတာရှိပါတယ်နော် anyway ကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်စီကျွန်တော်တို့ YouTube channel ကနေပြီးတော့နော်ဒီ Power BI နဲ့သက်ဆိုင်တဲ့ training လေးတွေကျွန်တော်တို့တင်ပေးဖြစ်တယ်ကြည့်ရှုပေးရတဲ့လည်းအားလုံးကျေးဇူးတင်ပါတယ်เนาะကျွန်တော်တို့ subscriber လေးတွေတိုးလာတယ်ကျွန်တော်တို့ရဲ့ဒီ video လေးတွေကိုကြည့်ဖြစ်တယ်လေ့လာဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဒီလက်သွန်းပါလဲပေါ့နော်ကျွန်တော်တို့ကဒီ training လေးတွေကိုကျွန်တော်တို့ဆက်ပြီးမတင်ပြတာတော့ကျွန်တော်တို့ဒီကျွန်တော် time ပေါ့နော် time မှာကျွန်တော်တို့ထပ်ပြီးတော့ business အသစ်လေးတွေပေါ့နော်လုပ်ငန်းအသစ်လေးတွေကျွန်တော်ချက်နေတာရှိတယ် real estate နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်ဆက်ပြီးတိုးချဲ့နေတဲ့ business လေးတွေရှိတယ်ပေါ့လေအဲ့တော့လောဆယ်ကကျွန်တော်မအားဖြစ်လို့ကျွန်တော်တို့မတင်ဖြစ်တာပေါ့နော်အခုကျွန်တော်တို့ပြန်ပြီးတော့ Artificial Lab ရဲ့ business လေးကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးသွားကြည့်ပါမယ်နော် okay အဲ့တော့ကျွန်တော်တို့ဒီမနေ့ဘာရှင်းပြနေတာလဲဆိုရင်တော့ဒီ training ပေါ့နော် training မှာကျောင်းသားတော်များမေးလေးရှိတာဒီ Artificial Lab ရဲ့ပထမဆုံး course ပေါ့နော်ဒီ fundamental complete course မှာဘာတွေသင်မှာလဲပေါ့နော်အဲ့တော့ကျွန်တော်တို့နည်းရှင်းပြမယ်လက်လောမှာကတော့ကျွန်တော်ဒီ2025ပေါ့နော်အခု2025ရဲ့ပထမဆုံး batch အနေနဲ့က February batch တစ်ခုအနေနဲ့ဖွင့်ပြီးသွားပြီဒါပေမဲ့ဂျားထဲမှာကဒီတဘာဝဘေးအန္တရာယ်တွေပေါ့နော်ငတင်လောက်တာတွေပါဖြစ်သွားတော့ကျွန်တော်အတန်းလေးကတဝက်တစ်ပဲဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီလာမဲ့ဂျွန်နော်လာမဲ့ဂျွန်2025မှာကျွန်တော်တို့ဆက်ပြီးတော့ February တန်း training တွေနဲ့အခုဂျွန်လ training နဲ့ပေါင်းပြီးတော့ကျွန်တော်အတန်းတစ်လေးပြန်ပြီးစားဖို့ plan ရှိပါတယ်เนาะ Power BI အတန်းကိုကျွန်တော်ပြန်စမယ်ပေါ့เนาะအဲ့တော့အခုဒီ video လေးကိုကြည့်တဲ့ training တွေစိတ်ဝင်စားတဲ့လူတွေအနေနဲ့ကျွန်တော်တို့ရဲ့ဒီ training course မှာဘာတွေမဲ့ expectation ထားလို့ရမလဲပေါ့เนาะဘာတွေလေ့လာရမလဲဆိုတော့ကျွန်တော်နည်းနည်းလေးရှင်းပြပေးချင်ပါတယ်เนาะအချိန်လေးနည်းနည်းပေးပြီးတော့เนาะရှင်းပြပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တွားနေတဲ့ target ကဘာလဲဆိုတော့ဒီ Power BI ကိုမြန်မာပြည်နေတာမကပဲနဲ့ကျွန်တော် international level ကြီးကိုကျွန်တော်တို့တွားဖို့စီစဉ်နေတယ် plan လုပ်နေပါတယ်အခုလက်ရှိမှာတော့ကျွန်တော် Power BI ကိုဒီမြန်မာပြည်ရဲ့ကျွန်တော်တို့ training တွေအတွက်ကျွန်တော်တို့ဒါ service ပေးနေတယ်ပေါ့နော်solution တွေပဲဖြစ်ဖြစ်dashboard တွေပဲဖြစ်ဖြစ် consultant တွေပဲဖြစ်ဖြစ်အခုလို training တွေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ပေးနေတယ်ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့က international level မှာဖြစ်တဲ့ကြောင့်မလို့သူဖြစ် Udemy လို platform တွေကနေကျွန်တော်တို့က international level တင်ဖို့ international level သွားဖို့ကျွန်တော်တို့စူးစမ်းနေပါတယ်နော် okay အဲ့တော့ကျွန်တော်ဒီမှာ course ကိုကျွန်တော်တို့ကအသစ်လုပ်ထားတယ် course structure လေးကိုအဲ့တော့ဒီ course structure အသစ်လေးမှာဘာတွေများကျွန်တော် expectation ထားလို့ရမလဲပေါ့နော်အဲ့တော့အရင်တော့ကျွန်တော်တို့က course ကိုအဲ့လောက်ထိတိတ်ပြီး view မဆိုင်ဘူးကျွန်တော်တို့က course sorry ကျွန်တော် washing machine လောက်ထားကျွန်တော်ဒီ course ဆိုတာထဲဒီတန်းထဲမှာပေါ့နော်training တွေကိုနဲ့ training တွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ dynamically adjust လုပ်ပြီးကျွန်တော်တို့တင်ရင်းရှိဒါပေမဲ့ကျွန်တော် international level သွားတဲ့အခါမှာကျတော့ကျွန်တော်တို့ကကျွန်တော်ပြောနေ6ပြောလို့မရဘူးကျွန်တော်ကဒီ course ကိုလုံးဝ standardize ဖြစ်ဖို့လိုတယ်standard မှန်ကန်နဲ့module တစ်ခုချင်းစီလိုက်ပေါ့နော်တခြားလေး carefully plan လုပ်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့က course ကိုနည်းနည်းလေးပြင်ထားတယ်ပေါ့နော်ဒီ course slide တွေကိုကျွန်တော်တို့က international level ကိုဒီပြည်တွင်းရမြန်မာပြည်က training တွေအတွက်ကအဆင်ပြေအောင်ကျွန်တော်ပြန် adjust လုပ်ထားပါတယ်เนาะအဲ့တော့ကျွန်တော်ဒီသင်တန်းကာလ3လမှာဘာတွေများလေ့လာလို့ရမလဲပေါ့နော်အဲ့တော့ပထမဆုံးကတော့ဒီ Power BI course ကဘယ်သူတွေအတွက်သင်တော်လဲဆိုရင်အထူးသဖြင့် data analyst career ကိုတွားခြင်းတယ်เนาะ data analyst ကတော့ data analyst ဆိုတာဘာလဲပေါ့နော် data analyst ဆိုတာကတော့ကျွန်တော်တို့အရင်ကြီးစမ်းပြနေတာမဟုတ်ဘူးသူကကိုယ်လုပ်ငန်းမှာရှိရဲ့ data တွေကိုလူတွေဒီတခြားပေါ့နော် business executive တွေနားလည်အောင်ကျွန်တော်ပြန်ပြီးတော့ data တွေပြန်ပြီး standardize ပြန်လုပ်နိုင်ရမယ်အဲ့ကနေပြီးတော့ဒီလိုအပ်နိုင်တဲ့အချက်လက်တွေ insight business insight တွေမှာဘာတွေများသိလို့ရနိုင်တယ်လဲ pattern တွေလိုက်ရှာဖွေရမယ်ကိုက data analyst တယောက်အနေနဲ့ကအဲ့ဒါတွေလုပ်ရမယ်ပေါ့နော်အဲ့ဒါတွေလုပ်ဖို့အတွက် tools တွေလိုတယ် software tools တွေလိုတယ် tools တွေမှာအများကြီးရှိတယ်Google Studio လိုမျိုး Google Data Studio လိုမျိုးခုနလိုမျိုးdash
on cloud based တွေရှိတယ်လို့ W လို့ software တွေလည်းရှိတယ်အထူးသဖြင့်အခုကျွန်တော်ပြောနေတဲ့ Power BI ဆိုမျိုးဟာမျိုးလေးလည်းသုံးလို့ရတယ်เนาะအဲ့တော့ Power BI က popular ဖြစ်တဲ့ reason ကတော့သူက business intelligence platform တစ်ခုဖြစ်တယ်လို့သူက Microsoft ရဲ့ product တစ်ခုလည်းဖြစ်တယ်အဲ့တော့ Microsoft ရဲ့ product တစ်ခုဖြစ်တဲ့ဖြစ်ကြောင့်မလို့ကျွန်တော်တို့ကဒါကွန်ပျူတာသုံးပြီဆိုတော့ကျွန်တော် Microsoft Windows နဲ့ကင်းလို့မရအောင်ဒါကျွန်တော်ဒါဘယ်သူပဲဖြစ်ပါเนาะLinux တို့ Mac တို့ဟာထားပါဒါနည်းနည်းလေးထပ်ပြီး specific ဖြစ်သွားပြီတော်များကျွန်တော်တို့ကွန်ပျူတာဆော်မြင်နေတာနဲ့ Windows Microsoft Windows တန်းတည်တယ်ဗျအဲ့တော့ Microsoft Windows Excel Word PowerPoint ဒါတော့personal computer တုံးတဲ့လူတိုင်းဟာမဖြစ်မနေသုံးတတ်ဖို့လိုအပ်တဲ့ software တွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ Microsoft ရဲ့ product တစ်ခုဖြစ်တဲ့ကြောင့်တိတ်ပြီးတော့ထွေထူးထူးပြောနေကြမလို့ဘူးလေ့လာရတာလည်းလွယ်တယ် study လုပ်ရတာအရင်လွယ်တယ်ဆိုတာတွေ့ရတယ်เนาะပြီးတော့ရှင်းပြီးသားအခုကျွန်တော်သုံးနေတဲ့ software Excel ပေါ့နော်ဒါကျွန်တော်ဒီ SME level တွေပေါ့နော်စီးပွားရေးလုပ်ငန်းအသေးစား level တွေမှာကျတော့တိတ်ပြီးကျွန်တော်တို့ကစစမ်းများတွေတိတ်လို့မရအောင်budget လည်းရှိတယ် budget လည်းကျွန်တော် limitation ရှိတဲ့ချက်ပေါ့ကျွန်တော်တိတ်အရင် cloud base တွေကျွန်တော်အရင်ကြီးမိုက်တော့လုပ်လို့မရအောင်ကျွန်တော်အများအားဖြင့် Excel နဲ့ပဲ run နေကြတာ Excel file ပုတ်လေးတွေလုပ်ပြီးတော့ကိုယ့်ကိုအဆင်ပြေလို့လေးနဲ့ run နေကြတာ right အဲ့လိုမျိုးဒီ small medium business တမားတွေအတွက်ကအခု Excel တွေမှာကောင်းတယ် Power BI မှာသုံးလို့ရနိုင်ပြီเนาะ Power BI သုံးလိုက်ရလို့ဈေးပို့ပြီးကြီးပွားလည်းမရှိဘူး it's a free software เนาะသူက license က free software ဖြစ်တယ်ကျွန်တော်တို့ဒီသူ့ရဲ့ cloud base တွေမသုံးမချင်းသူက free ဖြစ်တယ် right ခဏရကျွန်တော်တောက်လိုက်เนาะအဲ့တော့သူ့ရဲ့ဒီ cloud base တွေကျွန်တော်တို့ကပုံမှန်ဖြစ်အောင်သုံးချင်မလို့တို့ဒီသူ့ရဲ့ software base ကိုကျွန်တော်တို့ဒီ desktop application ကိုသုံးနေရင်ကျွန်တော်လုံးဝ free သုံးလို့ရတယ်ဒါသူ့ရဲ့အားထားချက်တစ်ခုဖြစ်တယ်ဒါကျွန်တော်တို့ဒီ small and medium business တမားတွေဘက်က Power BI ကိုရွေးချယ်ကြတာများတယ်ပေါ့နော် Power BI မှာကြောင့်ရွေးချယ်လဲဆိုတော့ခုနကလို data visualization တွေမှာ Excel ကလုပ်လို့မရတာရှိတယ် Power BI နဲ့ဆိုပိုပြီးမြန်ဆန်နေဆိုတာတွေ့ရတယ်เนาะအဲ့တော့ကျွန်တော် Power BI ကိုသုံးလာကြတယ်အဲ့တော့ Power BI ကိုသုံးဖို့လိုလဲတာအများ Power BI ကိုလေ့လာတဲ့လူတွေများလာမယ်ကျွန်တော်တို့သင်တန်းတွေလေ့လာခြင်းတဲ့လူတွေများလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့သင်တန်းကအခုဒီကိုယ့်အကို Power BI data analyst career တခုအနေနဲ့ဆက်သွားခြင်းတဲ့လူတွေအတွက်ကောsmall and medium business တမားတွေအတွက် Excel နဲ့ Power BI ပြောင်းခြင်းတဲ့လူတွေအတွက်ကောနောက်တစ်မျိုးကကျတော့ PL 300လို့ခေါ်တဲ့ Microsoft ရဲ့ PL 300ပေါ့နော် PL 300 Power BI data analyst certification ဖြည့်ခြင်းတဲ့လူတွေအတွက်ကောတက်ကထားပြီးတာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့တက်နေမြတော့အားလုံးခြုံငုံပြီးတော့ကာဗာဖြစ်အောင်တော့လုပ်ပေးထားတယ်ပေါ့နော်ကျွန်တော်ဒီတင်တန်းအဲ့တော့နည်းနည်းလေးကျွန်တော်တစ်ချက်မိတ်ဆက်ပေးမယ်အဲ့တော့ဒီမှာ module ကိုကျွန်တော်တို့18ခုလောက်ခွဲထားတယ်ဒါတော့ကျွန်တော်တို့တင်တန်းကိုလာတက် training အားလုံးကိုတော့ကျွန်တော်ဒီ slide ဒီအကုန် share ပေးမှာဖြစ်တယ်ဒါပေမဲ့ပေါ့လေ training ကျွန်တော်တို့အချိန်ကာလ3လလောက်ဝန်းကျင်နေမှာဒီရှိသမျှ module တွေအားလုံးကို everything ပေါ့နော်ကာဗာဖြစ်ဖို့ဆိုတာလက်တွေ့မှာမလွယ်ဘူးအဲ့တော့ကျွန်တော်တို့ကအရေးကြီးတဲ့ point တွေကိုတင်တန်းမှာပြောပြီးတင်ရတယ်တချို့အရေးမကြီးတဲ့ point တွေနော်ဒါလေးတွေဖတ်ခဲ့ကိုယ့်ကိုလေးလာဖို့ step study လုပ်ဖို့ further study လုပ်ဖို့ပေးထားတာရှိမယ်နော်အဲ့တော့ကျွန်တော်တို့ကဒီတင်တန်းမှာဘာတွေ expectation လုပ်လို့မရဘူးလဲဆိုရင်တော့ဒီတင်တန်းတက်ပြီးရတဲ့ everything ပြီးပြီပေါ့ဘာမှလေးလာကြမလို့တော့ဘူးဆိုတော့အဲ့လိုမျိုးတော့လုပ်လို့မရဘူးဒီတင်တန်းက foundation တစ်ခုအနေနဲ့ step ပေါ့နော်ကျွန်တော်က land ညွန်ပေးတဲ့တစ်ခု land ညွန်ပေးတဲ့ guide တစ်ခုလိုပဲဖြစ်တယ်နော်ဒီတင်တန်းပြီးရတဲ့ကျွန်တော်ဘာအာမခံနိုင်လဲဆိုတော့ okay တင်တန်းကိုလည်း teacher တက်ခဲ့တယ်ဆိုရင်တင်တန်းကလည်းတကယ်ပြီးမြောက်ခဲ့တယ်ပေါ့နော်ခုနလိုငလင်လောက်တာတွေပိုင်းမရှိခဲ့ဘူးတင်တန်းပြတောင်းတွေမဖြစ်ခဲ့ဘူး complete ဖြစ်ခဲ့တယ်ဆိုတော့ဒီတင်တန်းပြရနဲ့ဆက်ပြီးပါလိလာရနိုင်တယ်လဲဆိုတော့ဒီကျွန်တော်တို့ slide တွေ module ရတဲ့အစဉ်ကိုယ့်ကိုရှာဖွေတွေ့ရှိသွားလိမ့်မယ်ဆက်ပြီးလည်းလုပ်လို့ရတာလေးတွေအများကြီးရှိပါလိမ့်မယ်เนาะအဲ့တော့ပထမဆုံးကျွန်တော်တို့ကဘာရင်စကြည့်မလဲဆိုရင်ဒီ Power BI စသုံးတယ်ဆိုတာနဲ့ကျွန်တော်တို့ကဒီ Power BI software နဲ့ရင်းနှီးအောင်ရင်လုပ်ပြရတယ်နော်အဲ့တော့ကျွန်တော်ကဒီမှာ getting started with our course မှာရှင်းပြပေးမယ်ကျွန်တော်တို့က okay Power BI ဆိုတာဘယ်လို software လဲ Power BI မှာပါတဲ့ view တွေပေါ့နော်model view report view ဒီမှာပါလိမ့်မယ်နော်သူ့ရဲ့ဒီ Power BI ရဲ့နော် Power BI တို့ report view table view model view ဒီ view သုံးခုဘယ်လိုမျိုးကြည့်ပြီးတော့ analyze လုပ်ရမလဲအဲ့ဒါလေးတွေ Power BI software နဲ့တက်ပြီးတော့ Power Query data ဆိုတာဘာလဲအဲ့ဒီသူ့ရဲ့အခြေခံ concept flow လေးတွေရှင်းပြပေးမှာပေါ့နော်Power BI မှာလုပ်လို့ရမယ့် report တစ်ခုပေါ့နော် final complete report တစ်ခုအနေနဲ့ရအောင်ဘယ်လို step လေး flow လေးတွေရှိလဲအခြေခံလေးကျွန်တော်တို့ပြပေးမယ်အဲ့ဒါပြပြီးရင်ကျွန်တော်တို့ကဒီ module မှာကြတော့
နော် module မှာကျတော့ module တွေအများကြီးခွဲထားပြီလက်တွေ့မှာတော့ကျွန်တော်တို့ကအလွယ်ဆုံးကစစချင်းပါလေ့လာရဲဆို visual အရင်စလေ့လာရတယ်နော်အဲ့တော့ကိုယ့်ရဲ့ preference နဲ့ကိုပေါ့နော်တချို့ကျတော့ data preparation ကိုစလေ့လာတယ်visual ခဏထားအောင် data တွေကို sample data လေးတွေထည့်ကြည့်တယ်ထည့်ပြီးရတယ်ဒီ data လေးမှာအမားလေးတခုခု sampling round ဖြစ်နေရင်ဘယ်လိုပြင်ရမလဲဘယ်လို tools လေးတွေသုံးရမလဲအဲ့လိုမျိုးတွေဆက်ပြီးတော့ just try လုပ်ကြည့်ပြီးတော့စလေ့လာရဆိုရင်လည်းရတယ်အဲ့လိုမလုပ်ဘဲနဲ့ visual စလေ့လာမယ်ဆိုလည်းရတယ်ကျွန်တော်တို့ကတော်တော်များတော့တိုင်းတော်များကတော့ visual လေးတွေကိုစပြီးမိတ်ဆက်ပြီးတယ်Power BI software လေးဖွင့်ပြီးတော့ visual လေးတစ်ခုဆွဲကြည့်မယ်ဘာတွေလုပ်လို့ရလဲပြပြပေးမယ်အဲ့လိုမျိုးလေးတွေပေါ့ visual တွေတော့အများကြီးရှိပါတယ်အဲ့တော့ visual တွေအကုန်လုံး cover ဖြစ်ဖို့ဆိုတာလည်းမဖြစ်နိုင်အောင်လက်တွေ့ပါဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်အရေးကြီးတဲ့ဟာလေးတွေတော့ပြပြပေးမှာနော်အရေးကြီးတဲ့ဟာလေးပြပြပေးမယ်တချို့ကြံသွားတဲ့ဟာလေးတွေတော့ဒါလေးတွေဘယ်လိုကြီးခဲ့ဘာလေးအိမ်စာလေးတွေလုပ်ခဲ့ home work လေးတွေ assignment လေးတွေပြီးသွားမှာပေါ့နော်ဆက်စပ်ကြီးကျွန်တော် visual လေးတွေစလိလာvisual လေးတွေရပြီးနည်းနည်းလေး interest ဖြစ်သွားပြီနည်းနည်းလေးနားလည်လာပြီဆိုရင်နောက်တစ်ဆင့်ကကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဒီ preparation ကိုလုပ်ရမယ်ဒီ preparation ဆိုတဲ့တဘောကတော့ okay ကိုရဲ့ Power BI တွေကို raw data တွေရောက်လာဒီလုံးဝ clean မလုပ်ရသေးဘူးဒီမှာအမှားရပါမယ်ဗျာကျွန်တော်တခုခု mistake တွေလည်းပါမယ်space တွေကျန်နေတာလို့လိုအပ်ချက်တွေအများကြီးပါမယ်အဲ့ဒါကိုလိုချင်တဲ့ format တစ်ခုရအောင်ဘယ်လိုပြင်ပြီးတော့standardize ပြန်လုပ်ရမလဲပေါ့နော်အဲ့လို tools တွေသူ့မှာပါတဲ့ tools တွေပေါ့နော်တခြား software ရ tools တွေတော့ကျွန်တော်ဖယ်သုံးလို့ရအောင်လေအခုက Power BI software ကိုကျွန်တော်ကတင်နေတာဖြစ်တဲ့ကြောင့်မလို့ Power BI မှာသူ့ရဲ့ဒီ data transformation tools မှာပါတဲ့ဒီ feature လေးတွေတော့ကျွန်တော်တို့လေ့လာခွင့်ရမှာဖြစ်ပါတယ်အဲ့ဒါတွေရပြီဆိုရင်တော့နောက်တစ်ဆင့်ကကျွန်တော်ဖယ်သွားပြီဆိုတော့ data modeling technique ကိုသွားပြီနော်အဲ့တော့ကျွန်တော်တို့ Power BI တင်တဲ့အခါမှာနည်းနည်းအခက်အခဲလေးရှိတာဘာရှိလဲဆိုရင်သူကအားလုံးကိုခြုံငုံထားတဲ့နေရာတစ်ခုလိုဖြစ်နေတယ်နော်visual လေးတွေလည်းပါတယ် Excel ရလိုမျိုး formula လေးတွေလည်းသုံးရတယ်database ပေါ့နော်MySQL တို့ MySQL database ကလိုမျိုး database က feature လေးတွေလည်းပါတယ်အဲ့တော့သူကရှိမြproduct တွေအားလုံးတနေရာထဲမှာစုနေတဲ့သဘောအနေနဲ့ဖြစ်နေတယ်အဲ့တော့Power BI ကိုသိလာမဲ့လူတွေကအကုန်ဒီပါသိရမယ်လို့မျိုးနည်းနည်းဖြစ်နေရအောင်နော်အဲ့တော့ကျွန်တော်တို့ကလည်းဘာပဲတင်မယ်ဆိုပြီးကျွန်တော်လုပ်လို့မရအောင်အကုန်လုံးကိုခြုံငုံပြီးတော့ပြောရတဲ့သဘောဖြစ်တာပေါ့နော်အဲ့တော့နောက် chapter တစ်ခုတော့ data modeling technique ပေါ့ data modeling technique ဆိုတဲ့နေရာမှာကျွန်တော်ဗာလေးတွေလောက်ရမလဲဆိုရင်ဒီမှာတစ်ချက်ပြပေးမယ်နော်ဒီလိုမျိုးလေးပေါ့နော်သူ့ရဲ့ဒီ data table လေးတွေပေါ့ဘယ် table လေးရော fact တွေပဲဖြစ်တယ် dimension တွေပဲဖြစ်တယ် table လေးတွေကျွန်တော် observation လုပ်ရမယ် table လေးတွေ observation လုပ်ပြီးပြီးဘာကြောင့် data modeling လုပ်ရတာလဲပြီးအမှကျွန်တော် normalization ဆိုတာဘာလဲကျွန်တော် relationship တွေဘယ်လိုချိန်မလဲ one to one နဲ့ one to many relationship တွေဘယ်လိုချိန်မလဲအဲ့ဒါလေးကျွန်တော်တို့လေ့လာရမှာဖြစ်ပါတယ်နော်အဲ့ဒါလေးလာပြီးကျွန်တော် schema ဘိုင်းကိုသွားမယ်ပေါ့နော် schema မှာကျွန်တော်တို့ကဒီမှာပေါ့ star schema snowflake schema galaxy schema အဲ့သုံးခုပေါ့နော်တခြားတွေကျွန်တော်ကြည့်ကြမလို့အဲ့သုံးခုလေးကိုကျွန်တော်တို့နည်းနည်းလေးပေါ့လက်တွေ့လေးပါအပါဝင်ပေါ့နော်နည်းနည်းလေးကျွန်တော် try ကြည့်မယ်ပေါ့နော် star schema ကဘယ်လို design မျိုးကိုပြောရတယ် snowflake schema ကဘယ်လို design မျိုးကိုပြောရတယ် galaxy schema ကဘယ်လို design မျိုးကိုပြောရတယ်ကျွန်တော်အဲ့ဒါလေးတစ်ချက်လေ့လာကြည့်ရမယ်နော်အဲ့ဒါလေးတွေကတော့ foundation အနေနဲ့တင်ပေးတာဖြစ်တယ်အတန်းရဲ့ course outline တစ်ခုအနေနဲ့တင်ပေးတာဖြစ်တယ်အကြောင်းလေးဆိုတော့နောက်ပိုင်းက advanced တွေပါဒီလာမယ်ဆိုရင်အဲဒီ concept လေးတွေမသိခဲ့ဘူးဆိုရင်နောက်ပိုင်းကျရင် data modeling မှာ schema ဆိုတာဘာကြီးလဲပေါ့နော်အဲ့လိုတွေမေးမှဖြစ်အဲ့လိုတွေမသိဘူးဖြစ်မှာဆိုလို့ကျွန်တော်က data modeling မှာ schema ဘိုင်းလေးတွေ relationship ထိတဲ့ဘိုင်းတွေ one to many relationship one to one relationship primary key ဆိုတာဘာလဲ foreign key ဆိုတာဘာလဲအဲ့ဒါလေးကျွန်တော်တို့ကတက်နေနေများပါတော့ပေးထားတဲ့ချိန် time frame တွေမှာတက်နေနေများကျွန်တော်တို့ကသင်ပေးရမှာဖြစ်တယ်နော်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ကနောက်တစ်ခုက desk ပေါ့နော် desk မှာကျွန်တော် desk ကတော့အချိန်တော်တော်ပေးရမယ်ဒါကျွန်တော်အချိန်3လအတွင်းမှာကျွန်တော်တို့ဒါအများဆုံးပေးရတဲ့ဟာဖြစ်တယ် desk မှာကျွန်တော်ကဒီ measure တို့ calculated column calculated table row level security အဲ့ဒါတွေကျွန်တော်သင်ရမယ် measure ဆိုတာတော့ကျွန်တော် Excel မှာသုံးခဲ့တဲ့ formula လိုဟာမျိုးတွေပေါ့နော်ဒီ visual ထဲမှာတွက်ထားတဲ့ဟာတွေကျွန်တော် calculation ပြန်လုပ်ချင်တယ် visual မှာပေါ်မဲ့ information ကို calculate လုပ်ရမှာတခုတွက်ချက်မှာကျွန်တော် measure တွေလိုတယ်နော် formula တွေပေါ့ဗျာ formula တွေရေးရတယ်ပေါ့နော်ကိုတွက်မဲ့ဟာပုံ logic ပုံဒီ formula ရေးရတဲ့ measure တွေလိုတယ် measure တွေကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့သင်ပြီးမှဖြစ်တယ်သူတို့ပြင်အဲ့လို calculate column calculate table တူတူပဲအဲ့ဒါတွေအကုန်လုံးကိုကျွန်တော်ကဒီ dex မှာသင်ရမှာဖြစ်တယ်နော်အဲ့ဒါတွေပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီ course ကအတော်များတော့ပြီးပြီပြီးတော့မှကျွန်တော်ဆက်ပြီးဘာတွေလုပ်ရလဲဆိုရင်ဟုတ်ပြီအဲ့ဒီမှာဆက်ပြီးကျွန်တော်တို့ AI visual တွေပေါ့ artificial intelligence ပေါ့နော် AI ကိုသုံးတဲ့ visual လေးတွေရှိလားAI ကိုအသုံးချလို့ရတဲ့ကိစ္စလေးတွေရှိလားရှိထားတယ်။ဒါပေမဲ့တိတ်ပြီးတော့စိုးရင်လည်းမလို့ AI ဆိုလို့တိတ်ပြီးတော့အများကြီး advance သွားပြီးမဟုတ်ဘူးကျွန်တော်က
AI application ဖြစ်ပြီးသားပေါ့ AI apply လုပ်ပြီးသားသူကသူ့နောက်ကမှ AI နဲ့လုပ်ပြီးသားပေါ့နော်အဲ့ဒီ visual လေးတွေသုံးလို့ရတယ်အဲ့ဒါလေးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးတွေရှိတယ်ဆိုရင်တော့အတော်များပြီးပြီနောက်ပိုင်းကတော့ manage လုပ်တဲ့ပိုင်းဖြစ်သွားပြီကိုယ့်ရဲ့ Power BI report ကို licensing ဘာညာပေါ့နော်အဲ့သိသွားပြီဆိုရင်ဘယ်လိုမျိုး cloud ပေါ်တင်ရမယ် Power BI service ပေါ်တင်ရမယ်အဲ့ဒါကျွန်တော် dashboard တွေဘယ်လိုပြန် share မလဲပေါ့သူများဘယ်လိုပြန် share မလဲအဲ့ဘာလေးတွေကျွန်တော်လေ့လာမှာဖြစ်တယ်အဲ့ဒါပြီးရင်တော့ဒါတော်တော်များများပေါ့နော် 80% လောက်ကျွန်တော်70 to 80% လောက် Power BI ကိုဒါလေ့လာပြီးသွားပြီပေါ့လေအကုန်လုံးတော့မဟုတ်ဘူးကျွန်တော်အကုန်လုံးတော့အမှမခံနိုင်ဘူးဒါပေမဲ့70 to 80% လောက်ကိုကျွန်တော်တို့လေ့လာပြီးသွားပြီလို့ကျွန်တော်ပြောလို့ရတယ်နော်အဲ့တော့ဒီတင်တဲ့ရဲ့ objective ကလည်းအဲ့ဒါပါပဲနော်အဲ့တော့ကျွန်တော်အဲ့ဒါလေးဒီကျွန်တော်တို့ဂျွန်လာမှာပြန်စမယ်အရင်တန်းကကျွန်တော်ဒီအခုဒီ February 2025မှာ February တန်းမှာတပံဖွင့်ထားတယ်ပေါ့နော်ဟို Master မှာကျွန်တော်ငလင်ထုတ်သွားတယ်ဆိုတော့ဟိုတင်နေစဲတန်းလိုင်းမှာအတန်းပြတ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ February တန်း training နဲ့ကျွန်တော်ပေါင်းတင်ရမှာပေါ့နော် February တန်း training နဲ့အခုဂျွန်လာမှာတက်မဲ့ training နဲ့ကျွန်တော်ပေါင်းပြီးတော့ကျွန်တော်အတန်းပြန်စမှာဖြစ်တယ်အဲ့တော့အခုဒီ video ကြည့်တဲ့ training နဲ့ကြည့်တဲ့ဒီ audience တွေနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ Power BI အတန်းလေးကိုစိတ်ဝင်စားရဲဆိုရင်ဒါကျွန်တော်ကကြော်ညာလေးဖြစ်ပါတယ်เนาะလာ join လို့ရတယ်တင်တန်းကြီးကိုလည်းကျွန်တော်အများကြီးဈေးမကြီးထားဘူးတင်တန်းကြီးကအခု2,800,000ပဲသတ်မှတ်ထားတယ်2,800,000ဆိုတာအခု inflation နဲ့ဆိုရင်ဘာမှမရှိပါဘူးเนาะဘယ်လောက်လဲရှိနေတိတ်မရှိဘူးเนาะ inflation ဘာမှမရှိဘူးเนาะအရင်တက်တာတယ်အချိန်က3လနီးပါးလောက်ကြာမယ်အဲ့ဒါပြီးရတယ်ကျွန်တော်တို့ကနောက်ဆုံး final project တစ်ခုလုပ်ရမယ်ပေါ့နော် final project တစ်ခုကျွန်တော်တို့ assignment တွေတစ်ခုပေးမယ်ဒီ video training တွေမှာအားလုံးပါပြီးသားပေါ့နော်အဲ့ဒါလေးကျွန်တော်လုပ်ရမယ်အဲ့ဒါပြီးတော့ကျွန်တော်ဒီတင်နန်းပြီးသွားပါပြီเนาะအဲ့ဒါလေးကျွန်တော်ပြန်တွေ့ကြမယ်เนาะအဲ့တော့ကျွန်တော်တို့ဒီတင်နန်းလေးတွေကိုကျွန်တော်ဂျွန်လာမှာကျွန်တော်ပြန်စမှာဖြစ်ပါတယ်เนาะ okay အဲ့ဒါပါပဲဒီနေ့ကတော့ဒီကျွန်တော်တို့တင်နန်းအချိန်လေးကိုပြပြတာဖြစ်ပါတယ် Power BI fundamental course ကိုကျွန်တော်ဂျွန်လာ2025မှာပြန်ဖွင့်တော့မယ်အချိန်တိကျကတော့ဒီမှာပေးထားတဲ့အချိန်နဲ့ဂျွန်ဘယ်လောက်လဲမသိဘူးเนาะဂျွန်28လို့ကျွန်တော်သတ်မှတ်ထားတယ်เนาะပြောင်းနိုင်ပါတယ်ဒါပေမဲ့ဂျွန်28ကျွန်တော်သတ်မှတ်ထားတယ်အဲ့တော့ okay စိတ်ဝင်စားနေဆိုရင်ကျွန်တော်တို့ရဲ့ Artifact Lab ကိုလာပြီးစာရင်းသွင်းလို့ရတယ်sample လေးတွေကြည့်ချင်တယ်ဆိုတော့ဒီ video လေးမှာ sample လေးတွေသွားကြည့်လို့ရမယ်เนาะကျွန်တော်တက်နေနေများတော့เนาะချိန်ရလောက်ဒီမှာတက်နေများအလုံးလုပ်ပေးထားတယ်သွားကြည့်လို့ရပါမယ်เนาะအဲ့တော့လာ join ပြီးပါကျွန်တော်တို့ training တွေကိုဒါကျွန်တော်တို့ဂျွန်လာမှာကျွန်တော်ပြန်ဆောင်ရမယ်เนาะ okay ပါ thank you ပါ